ရှင်ပြုနဲ့အလှကိုနှလုံးတွဲတာအဲ့ဒါကိုအဓိပ္ပာယ်ဖွင့်ကြည့်ရရှင်ပြုနဲ့အလှဟာမတူဘူးတစ်ခုစီလို့ဒီလိုလဲအဓိပ္ပာယ်ယူတယ်နော်ရှင်ပြုကတစ်ခုပေါ့အလှကတစ်ခုပေါ့အဲ့ဘယ်လိုလုပ်ခွဲတော့ရှင်ပြုဆိုတာဘာကိုခေါ်တာတော့ဒီလိုလေးတက်မိလိုက်မှနော်ကဲရှင်ပြုဆိုတဲ့စကားလုံးတော့ပြောတာပေါ့ရှင်ပြုဆိုတာဘာကိုခေါ်တာတော့ဆိုရင်ကဲမဖြေနိုင်တော့ဘူးသွားလားနော်မဖြေနိုင်တော့ဘူးစာပေရပြပါတယ်ရှင်ပြုဆိုတာဘာလို့ဆိုအလုပ်သုံးခုကိုပြောတာတဲ့နော်လုပ်ငန်းသုံးခုကိုပေါင်းပြီးတော့မှခေါ်တာရှင်ပြုစံချတာခေါင်းရိပ်တာအဲ့ဒါလုပ်ငန်းတစ်ခုနော်နောက်သင်္ကန်းဝတ်တာတက္ကလာဝတ်တာဆိုပြီးတော့သင်္ကန်းဝတ်တာအဲ့ဒါလုပ်ငန်းတစ်ခုနောက်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံတင်တယ်တရဏဂုံချပေးတာပေါ့နော်အဲ့ဒီသုံးခုကိုရှင်ပြုတယ်လို့ခေါ်တာတဲ့ဂိုင်းဒါရှင်းပြီးတာဆိုရင်နော်ဒီကိုရင်လေးတွေနဲ့ပတ်သက်ဒီရှင်ပြုဆိုတဲ့စကားလုံးကဒီကိုရင်လေးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့စကားလုံးပဲနော်ဒီကိုရင်လေးတွေကိုကိုရင်ဖြစ်အောင်ပြုပေးတာကိုရှင်ပြုတယ်လို့ခေါ်တယ်ကိုရင်ဖြစ်အောင်ပြုပေးတာကဘာတွေပြုရတာတုံးဆိုတော့ပထမခေါင်းရည်ရတယ်ဒုတိယသင်္ကန်းတောင်းရတယ်တောင်းပြီးတော့ဝေးရတယ်နော်တတိယတရဏဂုံဆောက်တည်ရတော့အဲ့ဒီသုံးခုပေါင်းလိုက်လို့ရှိရင်အဲ့ဒါကိုရှင်ပြုလို့ခေါ်တယ်ဟောတိတ်ပဲထွက်သွားနော်ကဲအလှဆိုတာကဘာကိုခေါ်တာတော့အလှဆိုတာမိမိပိုင်ဆိုင်တဲ့ပစ္စည်းသူတစ်ပါးပေးတာကိုလှူတယ်လို့ခေါ်တယ်လေဟုတ်တယ်မလားလှူဒန်းတယ်ဆိုတာလေလှူတယ်ဆိုတာပေးတာနဲ့အတူတူပဲဒါကြောင့်မို့လို့လှူဒန်းလို့သုံးတာဒန်းဆိုတာကဒါနကနေလာတာလေဒါနပါဠိစကားလုံးကိုဒန်းလို့မြန်မာလုံးလိုက်တာလေနားငယ်ကိုတတ်တယ်ပြီးတော့ဝေစနှလုံးပေါက်ထည့်ပြီးတော့ဒန်းတော့လှူဒါန်းတဲ့ဒါနနဲ့အတူတူပဲပေးတာပေါ့အဲ့လိုဆိုရင်ဘယ်သူကပေးတာလဲပေးတာကလည်းပဲခုနကလိုပဲသူက၃ချက်ရှိတယ်နော်၃ချက်ပေးတဲ့သူရှိရမယ်ယူတဲ့သူရှိရပေးတဲ့ပစ္စည်းရှိရအဲ့ဒီ၃ခုပေါင်းတာကိုမှပေးတယ်လို့ခေါ်တာနော်ကိုင်းလှူတယ်ကိုင်းဘာတွေလှူတော့အခုပင့်သံဃာတွေပင့်ပြီးတော့ဒါနဝတ္ထုလှူမယ်တက္ကသိုလ်သံဃာတော်တွေကိုအာယုံစွမ်းနေစွမ်းကတ်မယ်အဲ့ဒီတတ်တွေဖိတ်ပြီးတော့ကျွေးမယ်ကဲပေးတာကဘယ်သူတုံးအလှတကာလှမှကပေးတာပါဟုတ်တယ်မလားလှူတဲ့ပစ္စည်းကဘာတွေတုံးဒီသင်္ကန်းတွေပေးခရာတွေလည်းပါတယ်ပေါ့နဝကမ္မဝတ္ထုငွေတွေလည်းပါတာပေါ့နော်ဒါလှူတဲ့ပစ္စည်းလေအလှကံပုဂ္ဂိုလ်ကဘယ်သူတုံးအလှကံပုဂ္ဂိုလ်ကဟိုဖိတ်လို့ကြွလာတဲ့သံဃာတော်တွေလည်းပါတယ်ဖိတ်ကြားလို့လာကြတဲ့အပိယသတ်တွေလည်းလာတယ်အဲ့ဒါကအလှကံပုဂ္ဂိုလ်ပေါ့ယူတဲ့သူပေါ့အဲ့ဒီ၃ခုပေါင်းတာကိုလှူတယ်လို့ခေါ်အဲ့တော့ရှင်ပြုကတစ်ခုအလှကတစ်ခုကိုနှစ်ခုပေါင်းတယ်ဒီလိုအဓိပ္ပာယ်ယူတာပေါ့အဲ့ဒီလို